မင်္ဂလာပါဒူဒူ official channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့မှာတော့ကျွန်တော်တို့ VINGO Bingo ဆိုတဲ့ decision လေးကိုတင်ဆက်ပြီးခက်ပြသွားမှာဖြစ်ပါတယ်ဒီ decision လေးမှာဆိုရင်တော့ကိုက9ကောက်ပါဝင်တယ်ပေါ့နော်ကျွန်တော်တို့တင်ထားတာက GCD 3ကောက်ပဲတင်ထားတယ်ဒီနေ့မှာတော့အသစ်တင်ရမယ့်ကောက်တွေကတော့ A minor ရဲ့ E minor ရဲ့ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကောက်လေးတွေကိုရေးကြည့်လိုက်ရအောင်နော် G C D A minor ကကျွန်တော်တို့မသိရသေးဘူးเนาะ A minor ကိုဘယ်လိုကိုင်မလဲဆိုတော့ပထမဦးဆုံးကျွန်တော်တို့ C ကိုကိုင်လိုက်မယ် C ကိုကိုင်ပြီးရင်လက်တကြွယ်လေးက9ကျုပ်မှထောက်ထားတယ်เนาะအဲဒီလက်တကြွယ်လေးကိုကျွန်တော်တို့က2ကွက်3ကျုပ်ကိုရွှေ့လိုက်မယ်โอเคเนาะ2ကွက်3ကျုပ်ကိုလက်တကြွယ်လေးကိုရွှေ့လိုက်မယ်အဲ့ဒါကို A minor လို့ခေါ်ပါတယ် A minor ကိုကြည့်လို့ရှိရင်ကျွန်တော်တို့က6ကျိုးကိုမားကြလေးချစ်ထားတယ်เนาะ6ကျိုးရဲ့ပုံမှာ6ကျိုးကိုလုံးဝမတီးရပါဘူးလက်မလေးနဲ့မြူထားရမယ်เนาะလက်မလေးနဲ့မြူထားမယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့9ကျိုးရဲ့1ကျိုးရဲ့0လေးတွေပြထားရတယ်0လေးတွေဆိုတာကတီးလို့ရတဲ့အတိုင်းပဲလက်နဲ့မနှိပ်ရဘူးပေါ့เนาะဒါ A minor ရဲ့အတန်ဖြစ်ပါတယ်โอเคเนาะ6ကျိုးကိုကျွန်တော်တို့ကအတန်လေးမြူထားမယ်เนาะโอเคเนาะဟုတ်ပြီအဲ့ဒါပြီး E minor ကိုဘယ်လိုကိုင်မလဲ E minor ကိုဘယ်လိုကိုင်မလဲဆိုတော့ခု A minor ကိုင်ထားတဲ့လက်ကိုပဲလက်ညှို့ကိုလွှတ်လိုက်ပေါ့နော်လက်ညှို့လေးကိုလွှတ်လိုက်ဟုတ်ပြီပြီးရင်အခု A minor ကင်ထားတဲ့လက်က4နဲ့3နဲ့4နဲ့ပေါ့နော်3နဲ့4နဲ့ကိုတကြိုးစီတက်လိုက်မယ်4နဲ့5နဲ့တကြိုးစီပေါ်တက်လိုက်မယ်ဒါဆိုရင် E minor ဖြစ်တော့ပါပြီ E minor မှာဆိုရင်တော့ကျွန်တော်တို့က6ကျိုးရယ်6ကျိုးရယ်3ကျိုးရယ်2ကျိုးရယ်1ကျိုးရယ်က0လေးတွေပြထားပါတယ်ဒါပါလဲဆိုတော့ E minor က6ကျိုးလုံးတီးရမှာဖြစ်ပါတယ်ဒါပေမဲ့နှိပ်ရမှာကတော့9ကျိုးနဲ့4ကျိုးနဲ့ပဲနှိပ်ရမယ်ကျန်တဲ့ကျိုးတွေကမနှိပ်ရဘူးပေါ့နော်ကျိုးအလွတ်တန်တီးရမှာဖြစ်ပါတယ် E minor ရဲ့တန်လေးကတော့အဲ့တန်လေးဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ decision လေးကိုကြည့်လိုက်ရအောင် bingo decision လေးဟာဆိုရင် intro မှာ4ပါဖြစ်ပါတယ် intro 4ပါကိုအရင်တီးလိုက်အောင်နော် decision လေးကိုကျွန်တော်တို့တန်ဖိုး80နဲ့တီးမှာဖြစ်ပါတယ်ဟုတ်ကဲ့ intro 4ပါကိုပဲတီးလိုက်ရအောင်ကျွန်တော်လက်ကလေးကတော့ဟိုတနေ့ကတီးတဲ့လက်ကလေးပါပဲကိုပတ်တန်1လေးနဲ့ပဲတီးမှာဖြစ်ပါတယ်1 2 3 4လေးချက်ရှိတာအောင်မှာ1နဲ့3နဲ့ကအပေါ်ကိုတီးမယ်2နဲ့4နဲ့အောက်ကိုတီးမယ်ပေါ့နော်1 2 3 4โอเคအဲ့လက်ခတ်လေးနဲ့သွားမှာဖြစ်ပါတယ်လူတီးလိုက်အောင်နော်ဒါလေးကတော့ intro လေးဖြစ်ပါတယ် intro လေးကိုရမယ်လို့မျှော်လင့်ပါတယ်เนาะကျွန်တော်တို့သင်းလေးကိုတီးလိုက်အောင်เนาะဒီသင်းမှာတော့bass bite တွေ chorus bite တွေမရှိဘူးပေါ့နော်ကလေးသင်းဆိုတော့ခါကျတစ်ပိုက်သေးပဲရှိတယ်ပေါ့နော်ဒီသင်းရဲ့ထူးခြားချက်ကခိုင်းလို့ပဲအပေါ်မှာပြောင်းတစ်ပြောက်ရှိတယ်အောက်မှာလည်းအပြောင်းတစ်ပြောက်ရှိတယ်ဒါပါပြောလဲဆိုသင်းကို intro ကနေစမယ်သင်းဆုံးသွားလို့ရှိရင် intro ကနေနောက်တစ်ခေါက်ပြန်ပြီးတော့အဆုံးထိတီးရမှာနှစ်ခေါက်တီးရမယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်เนาะသင်းလေးကိုကျွန်တော်နဲ့အတူတူတီးလိုက်ရအောင် The words of love and helper bingo what's his name B-I-N-G-O 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 and bingo what's his name Okay နော်ဒါကသင်းလေးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကအခုတီးရမှာကmetronome ဖွင့်ပြီးတော့ intro ရဲ့သင်းပိုက်ရဲ့ကိုတွဲပြီးတော့နှစ်ခေါက်တီးမှာဖြစ်ပါတယ်နော် Okay ကျွန်တော်တို့တီးလိုက်ရအောင်နော် 1 2 3 go The words of fun and Herbert bingo what's his name B-I-N-G-O 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 and bingo what's his name The words of Mahabharata bingo what's his name B-I-N-G-O 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 and bingo what's his name Okay ရှင်းလေးရတော့ဒါလေးပဲဖြစ်ပါတယ်
ချင်းလေးကိုသဘောမပေါက်တာရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်နော်နောက်နေ့မှာလည်းကျွန်တော်တို့ချင်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ thank you ပါ